time mate စီယာဘေးစော်လေးခဏခဏမေးကြတဲ့ customer လေးတွေအတွက်ကျွန်တော်ရှိမှာဒီ time mate စီယာဘေးစော်လေးရောက်ထားပြီဖြစ်ပါတယ်ခင်ဗျာဒီ time mate စီယာဘေးစော်ကကြတော့တော်တော်လေးကိုကျွန်တော်တို့အရေးသွေးကိုအကောင်းဆုံးပြုလုပ်ပေးထားတယ်ကျွန်တော်တို့ဒီအရေးသွေးကောင်းတဲ့အရာတွေကိုပဲကျွန်တော် ticket ဆန်းကနေပြီးတော့ရောင်းချပေးတာပါဒီ time mate ဘေးစော်ကကြတော့ဒီမှာပါ1 kg တုံးလေးတွေပါသူ့ရဲ့အတုံးတုံးလေးတွေကိုမှတော်တော်လေးကိုကောင်းတယ်အနံလေးလည်းကျွန်တော်ပြန်ပြီးတော့ကြိုက်တဲ့အနံလေးထည့်လို့ရရပေါ့နော်အနံကတော့တီးတန့်ဝယ်ရမှာပါဒါကတော့ကျွန်တော်စီယာဘေးစော်မှာလောကမြင်းနဲ့သက်ဆက်ပြလုပ်တဲ့အခါကျရင်မဖြစ်ပါဒီလိုမျိုး1 kg အထုပ်ကလေးတွေပေါ့နော်ဒီမှာကြည့်နော်သူကတော့အကြည့်အနောက်ကမကြည့်မနောက်ကလေးပေါ့နော်ဟိုလိုမျိုးမလေးမိတ်လိုမျိုးလောကအကြည့်ဆိုအကြည့်အနောက်ဆိုအနောက်မဟုတ်ဘူးသူကတော့မကြည့်မနောက်လေးပါတော်တော်လေးအသုံးများတယ်ဒါကတော့ CR base of time mate ဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော် ticket sky မှာအကုန်အရင်မြန်ပါတယ်ဒါအခုလက်ရှိရောက်နေတာပါလက်ရှိရောက်နေတဲ့ကျွန်တော် CR base of လေးကိုကျွန်တော်ပြောပြပေးပါမယ်ဒါ1 kg လက်ရှိဈေးကတော့2500မှာဒါ1 kg ဈေးပါ10 kg ကနေစပြီးကျွန်တော်2300မှာကျွန်တော်50 kg 100 kg သက်ရှိပါတယ်100 kg လိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကလေးတွေကိုဆက်သွယ်ပြီးတော့မှာရရှိနိုင်တယ်ဖုန်းနံပါတ်ကတော့09831818 Viber Telegram နေပြီးတော့မှဆက်သွယ်ပြီးတော့မှာရရှိနေပါတယ်ခင်ဗျာတော်တော်လေးလည်းအကုန်မြန်ပါတယ်စီယာဘေးဆုံးကကြတော့ကျွန်တော်တော်တော်လေးနာမည်ရှိတယ်မျက်နှာသက်ဆက်ပြန်လုပ်တဲ့အခါကျရင်ကျွန်တော်16တုံးကနေပြီးတော့20ထိကိုရတယ်ကျွန်တော်တို့မျက်နှာတင်မဲ့အရာကြတော့အရေးသွေးကောင်းမှပဲအဆင်ပြေမှာပါအရေးသွေးမကောင်းရင်အဆင်မပြေပါဘူးဒါကြောင့်ကိုပိုင် brand ပြန်ထုတ်ချင်တဲ့ customer လေးဆိုတော့ဒီစီယာဘေးဆော့လေးကိုသုံးပါသူကတော့အရေးသွေးလေးလည်းကောင်းတယ်တန်ဖိုးလေးလည်းတင့်တယ်ပေါ့နော်တန်ဖိုးလေးကတော်တော်လေးကိုတက်တာတယ်အဲ့ဒီ limit တွေတက်ဆိုင်တော့ဒါလည်းပို့ပြီးတော့ဈေးတက်တာတယ်ဒါပေမဲ့အရေးသွေးဒီစားပို့ပြီးတော့မှဟိုကောင်းကောင်းလေးရချင်တယ်ပေါ့နော်ရချင်တယ်ဆိုတော့ဒီ time mate ကလေးတွေကိုသုံးပါဒီ time mate ကတော့1 kg လက်ရှိဈေးကတော့2500မှာ10 kg ကနေစရမယ်ဆိုတော့ကျွန်တော်တို့2300မှာနောက်ထပ်50 kg 100 kg တက်ရှိပါတယ်ဒါကြောင့်မှားကျွန်းနေဆိုရင်တော့ဒါ time mate ဖြစ်ပါတယ် time mate ကလည်းတော်တော်လေးကို quality ကောင်းတယ်ကိုပြန်သုံးချင်တဲ့ customer လေးဆိုတော့ဒီ time mate ကလေးကိုသုံးပါဒါ1 kg တုံးလေးပါကျွန်တော်ရှိမှာအနံလေးတွေရတယ်ဆိုကြတာဒီတော့အနံလေးထည့်ချင်ကြတယ်ကျို့ဆိုနှင်းစီတို့နောက်တော့ရှားဆောင်တို့မကြီးတို့ပေါ့နော်အဲ့လိုမျိုးကြိုက်နေတဲ့အနံလေးသုံးလို့ရတယ်ပြီးတော့မျက်နှာသက်ဆက်ပြဘယ်လိုလုပ်လို့ရလဲလို့ခဏခဏမေးကြတဲ့ customer လေးတွေကျွန်တော်ပြောပြပေးမယ်လောလောဆယ်ကျွန်တော်ရှိမှာမိုးခွက်တော့မရသေးပါဘူးเนาะမိုးခွက်ကပစ္စည်းပြက်နေလို့ပါဒီ base order လေးရမယ်ဘယ်လိုလုပ်ရလဲဆိုရင်သူ့မှာပါတဲ့ဒီလိုအတုံးတုံးလေးတွေကိုတချို့ကြတော့အကုန်လုံးတယ်ပေါ့နော်တချို့ကြလည်းလိုတလောက်ကလေးပဲလုပ်ချင်တယ်ဆိုရင်ကိုဘယ်လောက်လိုချင်လဲပေါ့လုပ်လို့ရတယ်သူကကြတော့ဘဲဥပုံပေါ့နော်ဘဲဥပုံမှာနည်းနည်းခက်ဆိုင်ကြီးကြီးလေးဆိုရင်16ကနေပြီးတော့20တိရတယ်ဒါဘဲဥပုံမှာဘဲဥပုံခက်တဲ့တချို့ကြကျဲပွေးပုံလေးလုပ်ချင်တာမျိုးစုံပေါ့နော် customer စိတ်တိုင်းကြလုပ်လို့ရတယ်ဒါပြန်လုပ်မယ်ဆိုတော့ဘဲဥပုံမျိုး16ကနေ20တိရတယ်အဲ့ဒီဘဲဥပုံမျိုးဒီကျွန်တော်အပြင်မှာသွားပြီးတော့ဝယ်ကြည့်ဘဲဥပုံအသိတဒုံးကိုဆိုရင်မြန်မာငွေကျပ်1000ဝန်းကျင်ရှိတယ်ကျွန်တော်တို့လေ1000ဝန်းကျင်ရှိတယ်အဲ့ဒီမျိုးဘဲဥပုံမျိုးဆိုဒီလိုမျိုးတစ်ထုပ်ဆိုရင်ဘဲဥပုံမျိုး16ကနေ20တိရတယ်ထားပါတော့16တုံးပဲရတယ်ဆိုတာဒုံး1000နဲ့ပဲရအောင်3သိန်းနဲ့6000ဒါတစ်ထုပ်ပေါ်လောက်လဲ2000ခွဲပဲရှိတယ်ပြန်ပြီးတော့ကိုယ်တိုင်ပြန်လုပ်တဲ့အခါကျရင်ဘယ်လိုမျိုးတော့အမြဲဆုံးရအောင်လဲကျွန်တော် customer လေး message ပေးတာပါကျွန်တော်တို့ကကုန်ကျန်းရောင်းချပေးတာကိုယ့်ကိုပြန်လုပ်ချင်တဲ့ customer လေးဆိုတော့လုပ်လို့ရပါတယ်ဘာမှမခက်ဘူးသူကကြတော့ကျွန်တော်အတိအကျလေးဒီ connect တွေသိချင်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီ Viber လေးဖုန်းနံပါတ်ကလေး high ပေးပါကျွန်တော်